အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနိုင်ကြီးရဲ့ပြောချင်ရပြောမယ့်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်ပြောပြတင်ဆက်ပေးသွားမှာကတော့ရှေးအောင်ပစ္စည်းရှာဖွေလှုပ်ဆောင်ခဲ့တဲ့ကိုနိုင်ကြီးရဲ့ဘာတွေဂမ်ဘီယာမုတ်ဆိုးကြီးဦးထွန်းဝီနဲ့သူ့ရဲ့တပည့်ကိုညွန့်ရွှေတို့ကြုံခဲ့ရတဲ့ပရာလောကဖြစ်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ထုံးစံတိုင်းပဲကိုနိုင်ကြီးကိုယ်တိုင်ဝန်ခံစားပြီးကိုနိုင်ကြီးရဲ့မူအတိုင်းပဲပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြားပြည်နယ်ရဲ့ဝေးလံခေါင်ဖျားပြီးတော့တောတောင်ထူတဲ့ဒေသအဲ့ဒီဒေသရဲ့တောင်ဝတစ်ခုပေါ်မှာရှိနေတဲ့ကဝေအိမ်လို့ခေါ်တဲ့ရှေးဟောင်းအိမ်ပြကြီးတစ်လုံးဘယ်သူမှမသွားရတဲ့အိမ်ပြကြီးပြီးတော့ဒဏ္ဍာရီတွေကျင်းသားတွေပြည့်နေနေတဲ့နေရာ1965ခုနှစ်ကိုနိုင်ကြီးနဲ့တပည့်တော်ညွှန်ရွှေတို့အဲ့ဒီကဝေအင်ကြီးမှာထူးဆန်းတဲ့ဂမ်ဘီယာပစ္စည်းတစ်ခုရှိတယ်လို့ကြားတဲ့အတွက်သွားခဲ့ကြတယ်။လမ်းပြအဖြစ်အဲ့ဒီဒေသကရွာသားတယောက်ကိုအငှားအနေနဲ့ခေါ်လာခဲ့ကြတယ်။တောလန်းကလည်းကြမ်းတမ်းပြီးအင်မတန်ခက်ခဲတယ်။တောကလည်းတအားနဲ့တယ်။ဒီလိုနဲ့တဖြည်းဖြည်းသွားလာရင်းနဲ့တောင်ကြီးတစ်ခုကိုရောက်တဲ့အချိန်မှာကိုနိုင်ကြီးတို့လမ်းပြအဖြစ်ခေါ်လာတဲ့ရွာသားကတောင်ကြီးရောက်တော့တောင်ပေါ်ကိုလက်ညှိုးထိုးပြရင်းနဲ့ဆရာတို့ဟိုးမှမြင်နေရတာဆရာတို့သွားကျင်တဲ့ကိုယ်အိမ်မဲငါကတော့မလိုက်ရဲလို့ဒီနေရာနေပဲပြန်တော့မယ်အဲ့လိုပြောလာတယ်အဲ့ဒါနဲ့ကိုနိုင်ကြီးလဲလမ်းပြရွာသားကိုလှော်အားကရှင်းပေးပြီးတောသက်ကနေစောင့်နေဖို့ပြောပြရတယ်ပြန်လွှတ်လိုက်တယ်အဲ့ဒီတော့ကိုနိုင်ကြီးတို့ဆရာတပည့်လဲတောင်ပေါ်ကိုဆက်ပြီးတော့တက်ခဲ့ကြတယ်တောင်ကလည်းတော်တော်မဲ့လို့မနှဲကိုသတိထားပြီးတက်ခဲ့ရတယ်ခြုံတွေပြပေါင်းတွေကလည်းထူတဲ့တော့ရှင်းရင်တက်ရင်နဲ့ခီးကမတွေ့ဒါနဲ့ပဲတောင်ပေါ်ရတော့မှောင်စာပြိုးနေပြီတောင်ပေါ်ရောက်တော့တောင်ပေါ်မှာထီထီကြီးတည်ရှိနေတဲ့အိမ်ဟောင်းကြီးကအမှောင်ထဲမှာအထီးကျန်ပြီးကြောက်စရာကောင်းနေတယ်အိမ်ကြီးကတော်တော်ကိုဟောင်းနွမ်းဆွေးမြေ့နေတာတွေ့ရတယ်ဒီလိုနဲ့ကိုနိုင်ကြီးရဲ့တပည့်ညွှန်ရွှေတို့လည်းအိမ်ကြီးတဲကိုတဖြည်းဖြည်းနဲ့ဝင်လာခဲ့ကြတယ်အိမ်ကြီးထဲမှာမှောင်မဲပြီးတော့ဖုံနှံ့တွေမှုန်နှံ့တွေနဲ့အသက်ရှူတောင်ကျက်လာတယ်ကိုနိုင်ကြီးကိုလည်းဓမီနဲ့ထိုးကြည့်ရင်နဲ့တွေးလိုက်ရတာကလမ်းရပေါ်မှာကဝေတွေလက်ဆိုးတွေငရေသားတွေရစ်ပူဇော်နေတာတွေကိုတရုပ်ဖော်ထားတဲ့ပကြီးတွေဆွဲထားတာကိုတွေ့ရတယ်ကြည့်နေနေပဲပကြီးတွေကအရာတွေကလှုပ်လာသလိုလိုနတ်ဆိုးတွေငရဲသားတွေကလည်းထွက်လာတော့မယောင်ကြောင်နဲ့အလင်းပြန်ရင်နေရာမှာရတွေ့လိုက်ရတယ်အဲ့ဒါကိုနိုင်ကြီးကိုလည်းဆက်မကြည့်တော့ဘဲနဲ့အထဲကိုဝင်လာတဲ့အချိန်မှာအင်ကြီးရဲ့အလေလောက်မှာမြေပြင်ပေါ်မှာတစ်သားပြားနဲ့ဖုံးထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ကိုနိုင်ကြီးရဲ့တပည့်ဖြစ်သူညွှန်ရွှေကဆရာဒီရောက်မှာတစ်ခုရှိပုံရတယ်ကျွန်တော်ထင်မြောက်ခန်းတစ်ခုဖြစ်မယ်ထင်တယ်အဲ့လိုပြောလာလို့ကိုနိုင်ကြီးလည်းခေါင်းညှိပြီးတော့တစ်သားပြားကိုဖယ်ခိုင်းလိုက်တယ်ညွှန်ရွှေကတစ်သားပြားကိုဖယ်လိုက်တဲ့အခါမှာတော့အောက်ကိုဆင်းသွားတဲ့လှေကားတွေပေါ်လာတယ်ကိုနိုင်ကြီးကလည်းလှေကားတွေအတိုင်းဆင်းလာရင်နဲ့နောက်ဆုံးမှာအခန်းချင်းလေးတစ်ခုတည်းကိုရောက်လာတယ်ဆွတ်ထိုင်းမှန်ပြီးတော့ပုတ်အနက်တစ်ခုကိုလည်းရလိုက်တယ်အခန်းထဲကိုဝေ့ကြည့်လိုက်တော့အခန်းရဲ့ထောက်တနေရာမှာရှေးဟောင်းတစ်တာအိုကြီးတစ်လုံးကိုတွေ့လိုက်ရတယ်အဲ့ဒါကိုနိုင်ကြီးလည်းတစ်တာကိုယူပြီးတော့ဖွင့်ကြည့်လိုက်တယ်တစ်တာကတော့လည်းခတ်မထားဘူးဘာနဲ့မှလည်းချီမထားဘဲနဲ့ဘလုံးမှဖွင့်မရဘူးဖြစ်နေတယ်အဲ့ဒါကိုနိုင်ကြီးလည်းကိုဝေးလိုင်းကားထားကိုယွင်နဲ့ဖွင့်လိုက်တော့မှတစ်တာကပွင့်သွားတယ်ပွင့်သွားတော့တစ်တာထဲမှာမြင်လိုက်ရတာကအစိမ်းအောင်ကြောက်တုံးတုံးကိုနိုင်ကြီးဝမ်းသာသွားတယ်အဲ့ဒါကအင်တန်မှရှားပါပြီးအစွမ်းထက်တဲ့ကဝေးပြန်ကြောက်တုံးကိုနိုင်ကြီးလည်းတပည့်ဖြစ်သူညွှန်ရွှေကိုကြည့်နေဒါကကိုဝေးပြန်ကြောက်တုံးပဲဒီကြောက်တုံးကမော်တက်တွေကျင်းသားတွေပြည့်နေနေတဲ့ဂမ်ဘီယာပစ္စည်းတစ်ခုပဲလို့ဝမ်းသာအရာပြောလိုက်တယ်ကိုနိုင်ကြီးလည်းလွယ်ထားတဲ့လွယ်ရီထဲကိုကြောက်တုံးကိုထည့်ပြီးတာနဲ့အိမ်ပြင်ကိုထွက်ခဲ့လိုက်ကြတယ်အိမ်ပြင်ရောက်ပြီးတိတ်မကြခင်မှာပဲလေတွေဒလကြမ်းတိုက်လာပြီးတော့တော်လဲတန်ကြီးလည်းထွက်ပေါ်လာတယ်
မြေကြီးတွေလည်းတုံခါလာပြီးတော့ကိုဝေပြန်အင်ကြီးကတဖြည်းဖြည်းနဲ့ပြိုကျလာတယ်။ကိုနိုင်ကြီးတို့ဆရာတပည့်နှစ်ယောက်လည်းတောင်အောက်ကိုတုတ်ချင်နေပြီးပြေးခဲ့ကြတာပေါ့။ကိုနိုင်ကြီးတို့ပြေးနေရင်နောက်ကနေအရင်မမဲကြီးတွေလိုက်လာတာကိုတွေ့ရတယ်။ဘေးဘက်တွေ့ရနေတဲ့ခြေတံကြီးတွေတဘုံဘုံကြားပြီးတော့မကောင်းမှမတွေ့ရအောင်။တောင်ကြီးရောက်တော့မှလေတိုက်တန်တောပြူတန်ငလင်လောက်တန်တွေအရင်မဲတွေခြေတံကြီးတွေအားလုံးကလည်းရက်တန်သွားတယ်။ရွာကိုပဲအမြန်ပြန်အောင်ချင်ပြီးမို့တောင်ကြီးမှာမနာဘဲနဲ့တောက်လျှောက်တန်းပြီးပြန်လာခဲ့ကြတယ်။ညကလည်းပိမ့်ပိတ်အောင်မှောင်နေတယ်။ကိုနိုင်ကြီးတို့နေရာဓမီတလက်စီနဲ့ပြန်လာရင်းနဲ့တောထဲမှာတဝဲလေလေဖြစ်ပြီးတောထဲကနေမထွက်နိုင်ဘူးဖြစ်နေတယ်။အဲ့လိုသွားရင်းနဲ့ကိုနိုင်ကြီးကိုလည်းညောင်းလာတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့ခြေမှာခြေပြစ်လက်ပြစ်လှဲပြီးတော့နားလိုက်ကြတယ်။အဲ့လိုနားနေနဲ့ကိုနိုင်ကြီးကလည်းလွယ်အေးထဲကကြောက်တုံးလေးကိုထုတ်ပြီးတော့ကြီးလိုက်တဲ့အချိန်မှာပဲတစ်ပင်ရဲ့နောက်ကနေမိန်းမကြီးတယောက်ထွက်လာတယ်။မိန်းမကြီးကမျက်လုံးကြီးကပြူးထွက်နေပြီးပါးစပ်မှာလည်းအဆွဲတွေနဲ့လက်သေးတွေကလည်းရှိကိုနိုင်ကြီးတို့ကြောက်လန့်တကြားကြောင်ကြည့်နေတော့မှပဲအဲ့မိန်းမကြီးကငါပစ္စည်းတွေထားခဲ့မထားခဲ့ဒီတော့တွေကနင်တို့ရှင်းလင်းနဲ့မထွက်စေရအောင်အကုန်တက်ပြမယ်လို့ဆိုပြီးတော့အော်ဟစ်ညီးထွားနေပါလေရောကိုနိုင်ကြီးလည်းကဝေးနိုင်ကားထားအစမပြတ်ရွတ်နေပြီမဲ့ဒင်းကဘာမှမဖြစ်ဖ ೇನೆ တဟားဟားနဲ့ရင်ပြောလိုက်တယ်နေကဒါကငါ့ကိုဘာလုပ်နိုင်မှာလဲငါကကဝေးမဟုတ်ဘူးကဝေးပြန်တော်ဟုံးနေဟဲ့အဲ့ဒီအချိန်မှာပဲဂျောဘွိတ်ထဲကအစိမ်းအောင်ကြောက်တုံးကအလီအောင်ဖြစ်ပြောင်းသွားပြီးအလင်းတွေထွက်လာခဲ့တယ်လေတွေလည်းထက်တိုက်လာပြီးတော့အော်ဟစ်ဆူညံနေတဲ့အတန်တွေလည်းပေါ်ထွက်လာတယ်ကိုနိုင်ကြီးလည်းဘာမှမယူတော့ဘဲနဲ့တပည့်လက်ကိုဆွဲပြီးတော့ထွက်ပြေးခဲ့လိုက်တယ်တနာရီလောက်အကြာမှာတော့တောနဲ့ထဲကထွက်လာပြီးတော့တောသက်ကိုရောက်လာတယ်တောသက်မှာလမ်းပြားနဲ့ရွာသားတချို့ကိုတွေ့လိုက်တာနဲ့ကိုနိုင်ကြီးတို့လည်းသတိလစ်ပြီးလဲကျသွားတော့တယ်ဟုတ်ကဲ့ပါပြည်သက်ကြီးဇလန်လေးကတော့ဒီမှာနေမယ်ပြီးဆုံးပါပြီနောက်ရက်တွေမှာလည်းဖြစ်ရမှန်ပရာလောကဇလန်ထူးထွေစံပြဇလန်တွေကိုဆက်လက်နားဆင်ခြင်းနဲ့ဆိုရင်ကိုနိုင်ကြီးရဲ့ပြောချင်ရပြောမယ် channel လေးကို like and subscribe လုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ် see you မနေ့ပြန်မှာပြန်တွေ့ကြမယ်